မေကွန်းတက်မင်းကားဆက်တိုင်အောင်မိဖုရားမြောက်ခံရတဲ့သူကမြည်သူလဲအဖြေမှန်ရှင်ဖို့မယ်မေကွန်းနှစ်ပကံကိုမွန်ကိုတွေဝင်ရောက်တိုက်ခိုက်လို့ပျက်စီးခဲ့ရတာမြည်သည့်မင်းလက်ထက်တွင်လဲအဖြေမှန်နေရသည်ဟာပတိမေကွန်း3တောင်ငူခေတ်မှာမြန်မာနိုင်ငံကိုဒုတိယအကြိမ်ပြန်လည်စုစည်းခဲ့သည့်ဘုရင်ကဘသူလဲအဖြေမှန်ဘုရင်နောင်မေကွန်း4ညောင်ရမ်းခေတ်ကိုစတင်တည်ထောင်ခဲ့သည့်မင်းမာမည်သူလဲအဖြေမှန်ညောင်ရမ်းမင်းမေကွန်း5ကုန်းမောင်ခေတ်ကိုစတင်တည်ထောင်ခဲ့သည့်မင်းမာမည်သူလဲအဖြေမှန်အလောင်းမင်းတရားမေကွန်း6မြန်မာအင်္ဂလိပ်စစ်ပွဲစုစုပေါင်းဘယ်နှကြိမ်ဖြစ်ပွားခဲ့သလဲအဖြေမှန်3ကြိမ်